ဒီနေ့မှာတော့6သေးလေးတုတ်စားဖြစ်ပါတယ်ဒါတော့ပေါင်ပစ္စည်း6သီးပါတယ်ကြက်သွန်လှီးထားတယ်ကော်ဖီပပလှီးတယ်တပ်ပထိုးကိုထောင်းလာတာငရုတ်သီးလေးနဲ့ထောင်းထည့်ထောင်းလိုက်တယ်ပြီးတဲ့အခါရှုံမုတ်လေးပါနှမ်းလော်မြေပဲနဲ့ပဲမှုပဲမုတ်လေးတူတူထည့်ထားတယ်ပေါ့နော်ပမာဏကျသွန်စီချက်တတ်ထားလာပါတယ်ရှင်အားလုံးလည်းပြည့်စုံပါပြီမပါမဖြစ်အဓိကကတော့လဲအဆက်ကြောမပြာရီကြောချက်လေးပါရှင်ဒီထဲမှာတော့ပစွန်ကြောက်လေးလည်းပါဝင်နေဆိုတော့အားလုံးအရသာကပြည့်စုံပါတယ်ရှင်အဲ့တော့မင်းတို့လည်း6သီးပဲပြပါပဲပြတုတ်စားခြင်းပါတယ်တည့်ရသီးတွေပါရည်တဲ့တုတ်စားခြင်းနဲ့ဆိုလို့ရှိရင်ဒီငပြာရီချက်လေး3ပါတန်6သီးထဲမယ်ပြီးရင်ကျသွန်လှီးထဲပါတယ်ပြီးရင်ကော်ဖီထည့်ပါတယ်ရှင်ကော်ဖီကြီးတဲ့ကကျတော့ပပလေးတွေကိုယ်တိုင်စိတ်ကြိုက်လက်လေးနဲ့လှီးထားတာပါရှင်ကော်ဖီချင်းနဲ့မဟုတ်ပါဘူးဒါကတော့နှမ်းလော်လေးထည့်ပါတယ်နှမ်းလော်လေးထည့်ပြီးတဲ့အခါကျလို့ရှင်ကျမကစောနာကထောင်းထားတဲ့မြေငါပေါ့ငါထောင်းလေးပေါ့ပထိုးထောင်းလေးကိုထည့်ပါတယ်မြေပဲနဲ့ပဲမုတ်လေးလည်းထည့်လိုက်ပါတယ်ရှင်ပြီးတဲ့အခါကျမကစီချက်လေးကိုထည့်ပါတယ်ရှင်စီချက်ပေါ့နော်စီချက်လည်းလေစက်တော့အဖြူဆိုလို့ရှင်လေအမွေးနေအောင်လို့အလုံးသေးလေးတွေသေးချာလေးစိတ်ချိတ်လက်ချက်လေးတွေတေချာလေးကိုထည့်ထားတာပေါ့နော်ဒါတော့မင်းရဲ့ငပြားချက်လေးကိုထည့်ပြီးတော့မင်းလဲဆက်ကြော်နဲ့စလုံးကြီးတဲ့ကိုထည့်ပြီးနေပါတော့မေရှင်စားမယ်ဒီနေ့မှာတော့ထမင်းကိုမိန်စေမင်း6တီတုပ်လေးပါရှင်6တီတုပ်ကဒီတိုင်းအလကားနေနဲ့လဲနေထိုင်နေဂရင်းပြက်လို့ဆိုလို့ရှိရင်လဲ6တီတုပ်တက်ကြီးပဲတုပ်စားလို့လဲအဆင်ပြေပါတယ်ရှင်ကျမရဲ့လဲအဆက်ကြော်လေးရဆိုလို့ရှိရင်ဘာလေးနဲ့ပဲစားတငင်းသီးကိုဟင်းချက်မယ်ဆိုလို့ရှိရင်လဲငပြားရီကြောချက်လေးကိုထည့်ပြီးတော့ဒင်းသီးလေးပြည့်ထည့်လိုက်ရုံနဲ့အရသာ quality special ဖြစ်ပါလေရှင်နောက်တစ်ခုကအဆက်တွေအရှင်တွေစားခြင်းနဲ့6သီးဥပမာတည့်ရသီးတွေပါရီတုပ်စားခြင်းနဲ့ quality ပါကျမကတော့အရှုံးမုတ်လေးနည်းနည်းထည့်ပြီးတော့နည်းနည်းလေးထည့်လိုက်ပါတယ်ဒါပဲလို့လဲဆိုတော့အရွက်တွေကအစိတ်တွေပါတဲ့အခါကျမလို့ရှုံးမုတ်လေးနည်းနည်းလိုတဲ့အတွက်ကြောင့်ရှုံးမုတ်လေးနည်းနည်းလေးထည့်လိုက်ပါတယ်ကျမရဲ့လက် access ကြောငပြားရီချက်လေးဘာကိုမှထည့်စီရမလို့တော့တဲ့အရာတာမျိုးပါအဆက်နှံ့လဲဒါဆိုလို့ရှိရင်ကျမကအဆက်အပြင်ကအဆက်လဲလုံးဝမထည့်ထားပါဘူးသူ့ရဲ့အနှစ်ဘူးတွေကငပြားရီချက်ဘူးတွေကအဆက်လေးနဲ့quality အယောင်လေးရလဲအရန်လှပါတယ်ရှင်ဒါကတော့မင်းရဲ့ဒါတော့မင်းရဲ့လက်အဆက်ကြော်လေးနဲ့တုတ်ထားတဲ့6တီတုတ်လေးပါစားလို့ရပါတယ်ဒါတော့ဟင်းရီတောက်ပါကျဆန်ဟင်းရီတောက်ပါဒါဒီပါရှင်ဒါတော့6တီစားလို့ရပါပြီရှင်ကျမတို့ဥပဒေကိုအိမ်မှာနေလှုပ်စားတာ